ငါနဲ့တူပေမဲ့ဝေလငါဟာတကယ်တော့ငါတကောင်မဟုတ်ပါဘူးသူကနှုတ်တိုက်တတော်ဝတစ်မျိုးပဲဖြစ်ပါတယ်ဟုတ်ပါတယ်ဝေလငါဟာရေထဲမှာနေတယ်ငါတကောင်လိုပဲအမီးတွေရေရွက်တွေပါတော့အလုံးကငါလိုပဲထင်ကြပါလေဒါပေမဲ့ဝေလငါဟာငါတကောင်မဟုတ်ဘူးဆိုတာကိုကောက်ချက်ချပြောဆိုခဲ့တဲ့သူတယောက်ရှိပါတယ်သူကတော့မျိုးခွဲနည်းပညာကိုကမ္ဘာပေါ်မှာသိပ္ပံနည်းကျပထမဆုံးဖော်ထုတ်ခဲ့သူဖြစ်ပြီးနှစ်ပေါင်း2300ကျော်လောက်ကဂရိနိုင်ငံမှာပေါ်ပေါက်ခဲ့တဲ့သိပ္ပံပညာရှိကြီးအရစ်စတိုတယ်ပဲဖြစ်ပါတယ်ငါဆိုတာအကျေးကုန်ရှိတယ်ဗခက်နဲ့အသက်ရှူတဲ့ဥကပေါက်တယ်ဝေလငါမှာကအကျေးကုန်လည်းမရှိဘူးဗခက်နဲ့အသက်မရှူပဲအဆုံနဲ့အသက်ရှူတယ်ဥကမပေါက်ပဲအကောင်လိုက်မွေးဖွားတယ်ပြီးတော့တားငယ်တွေကိုနှုတ်ကြိုတိုက်ကြွေးပြန်သေးတယ်ဒီလိုဆိုရင်ဝေလငါရေထဲမှာနေတာမှပြီမဲ့ငါနဲ့တူပေမဲ့ငါမဖြစ်နိုင်ဘူးကုန်းပေါ်မှာနေထိုင်ကြတဲ့တရဝါရီတဲကအစစ်အတန်အမြင့်မာဆုံးဖြစ်တဲ့နှုတ်တိုက်တရဝါပဲဖြစ်ရမယ်လို့အရစ်စတိုတယ်ကကောက်ချက်ချပြောဆိုခဲ့ပါတယ်အားလုံးရဲ့အမြင်မှာကရောဝေလငါတကယ်ပဲငါလားနှုတ်တိုက်တရဝါလားဆိုတာကိုကွန်မန့်မှာရေးခဲ့ပေးခဲ့ကြပါဦးဗျာ